ထိုင်းစကားမှာမိုက်ဆိုတဲ့အဓိပ္ပာယ်ကမြန်မာလိုမျိုးအဓိပ္ပာယ်ပြန်ကောက်မယ်ဆိုလို့ရှိရင်တော့မလို့အဓိပ္ပာယ်ရတယ်နော်ဥပမာไม่กินမစားဘူးไม่ไปမသွားဘူးไม่รู้မသိဘူးไม่อยากไปမသွားချင်ဘူးလို့ပြောတာနော်ไม่อยากไปไม่รู้เรื่องပါမနားမလဲဘူးไม่รู้จักမတိကြဘူးไม่เข้าใจနားမလဲဘူးไม่อยากรู้မသိချင်ဘူးไม่อยากดูမကြည့်ချင်ဘူးไม่ไปแล้วမသွားတော့ဘူးไม่อยากเจอမတွေ့ချင်ဘူးไม่อยากได้ยินမကြားချင်ဘူးไม่ชอบမကြိုက်ဘူးကြိုက်တယ်ဆိုလို့ရှိရင်ชอบကြိုက်တယ်